အားလုံးပဲမင်္ဂလာပါခုကတော့မန္တလေးကျုံပြီးမှာပါဒါကတော့တောင်ဘက်မြို့ရိုးလေးပေါ့နော်မပြင်းလန်းစာလေးရောက်ပြီတော့တာယာဦးကြီးငါချင်းချင်းဒီစာမလာဘူးနဲ့ဒီတော့ကြုံမှာပဲနေရမို့ဒီ900တောင်တော့ရှိနေတာတော့ကြည့်ရဒီတစ်ခါတော့တောင်ငူရောက်တော့တောင်ငူကျုံးလေးကိုကြီးလာပြီခင်ဗျာတောင်ငူကျုံးနဲ့တတိလေးဒီမန္တလေးကျုံးကြမှာပဲထားမှာတိုင်ရှင်းတိုက်ရလို့တော့ပါတယ်တော်လာတယ်ဒီနေရာကလည်းရရှိခုနေရာလည်းတော့ကြရပဲလူများစုလည်းဗတ်ပြေစောကစားနေကြတယ်ကျမကြီးဒီချင်းကနေလောက်ကြတယ်ဟိုဘက်အပြင်ဘက်ချမ်းမှာလမ်းလျှောက်တဲ့သူတွေပုံများတယ်အားကစားလုပ်ဖို့အတွက်အားကစားလုပ်ဖို့တုန်းမှာအားကစားဖို့လမ်းလေ့ကျင့်ခန်းလုပ်တဲ့စက်တီတယ်ခဏလေးတွေ့ဒီမှာလေ့ကျင့်ခန်းလုပ်ဖို့စက်ခဏလေးတွေ့တွေ့ဆက်လိုက်ပါမယ်ဥမာနေရနည်းနည်းထွက်လာဒါတော့ကျုံပြီးပဲလင်မှာစိုက်ထားတဲ့အပင်ကလေးနဲ့ရိုးနောက်ခံရေးစိုက်ထားတာပါတော်သားမျိုးရောက်ဖြစ်နေတယ်ဒီရိုးနဲ့ကျုံနီးကအဲချဖြစ်တာတော့ပထမဆုံးအချိန်ပေါ့နော်တော်လေးကိုပြောမလဲဒီဝင်းကတော်တော်လေးကိုတာယာ spacious လည်းဖြစ်တယ်ပေါ့နော်လူလေးနေတယ်ဒါပေမဲ့ကျေဝန်းပြီးတော့တော်တော်ကြီးကိုလှပအကြံဒီပုံစံလေးတွေ့တယ်ရှောက်နှမ်းလေးလည်းတွေ့တယ်ရေကန်လည်းတွေ့တယ်ရိုးလည်းပြီးနားမှာရှိတယ်ဒါဒီလိုကလည်းကြည်ရင်တာယာနေတယ်အဲ့လိုမျိုးပပောင်းဆုံးခြေနေတစ်ခုကလမ်းလျှောက်တဲ့သူခြေနေမှာတော်တော်လေးကို creation ဖြစ်တယ်ပေါ့နော်တော်လေးလည်းလှပပါတယ်ချိန်ရရင်ဒီမန္တလေးကျုံပတ်ကြလင်မှာလမ်းလျှောက်စီခြင်းပါတယ်တော်တော်လေးကိုစားတဲ့ experience ရရှိမှသိချပါတယ်အုပ်ပေါ်မှာတော့တန်စကားကွက်တွေပြန်ကပ်ပြီးတော့ဒီတရေခိုလုပ်တဲ့ပုံစံလေးနော်ပြီးမှအုပ်ပြန်စီမယ်စီရတာပတ်ဝန်းကျင်ရှုခင်းမှာဒီလို space တွေလည်းအများကြီးပဲဟုတ်
space အမေရှောက်လာလဲအဝေးရှိကြည့်ပါလူလဲနေတယ်အော်တော့ရုပ်ကလေးချစ်စရာလေအမိုက်ပုံးနေလားမသိမိုက်ပုံးကမန်ကီအမိုက်ပုံးလေချစ်စရာလေအိုးရှောက်လန်းနေအောင်မှတော့ကြည့်နေတာရရှိပါဝါဒီရှုခင်းကြီးကတော့နောက်မှလည်းတောင်ခံထားတယ်ဒါဆိုညာစင်းတောင်ပဲဖြစ်တယ်မန္တလေးတောင်ကပေါ်ပါမှာမြောက်ဘက်မှာဒါကတောင်ဘက်မှုမှနေပြီးတော့အရှိဘက်ကိုရှောက်နေတာဆိုတော့လေုံထောက်ထီတော့သွားမယ်လို့အားလုံးပဲအကြည့်ကြနော်ဒီလိုရှောင်းလန်းပြီးနောက်မှာဒီလိုအင်စာလေးထားပြီးထားတာလေအများသောအင်စာလေးထားပြီးတာတော်တော်လေးကိုအဆင်ပြေတယ်အများစုပညာတွေမှာမရှိတတ်ကြဘူးရန်ကုန်ကပညာတွေမှာဆိုရင်ဒီအင်းရမရှိဘူးအင်းရမှာမရှိဘူးကန်တော်ကြီးဆိုလေဒါကမုတ်ဆိုင်ကြီးနာမှာသွားထားတယ်ဒီမျိုးပပလစ်သုံးလို့ရတဲ့ toilet တွေစဉ်းစားထားကြဦးပြောဒီမှာဆောက်ခဲ့ပြီအိုးဒီနေရာကတော့တော်လေးကိုခြားတော့အကြောင်းအရာတွေထည့်လိုက်ပြီးတော့စဉ်းစားမယ်ဆိုရင်ဒီကအနားယူတို့အတွက်ရန်ကုန်ကောင်းမွန်တဲ့နေရာလေးတစ်ခုပေါ့နော်အများပြည်သူတို့လုပ်ပြီးထားတဲ့ဟာကိုပြောတာပါနေရာလေးရဟိုပြက်ပြီရှိဘက်နဲ့တောင်ဘက်အစုံဆုံးနေရာရောက်ပါပြီရှိဘက်မှာဒီမျိုးတောင်ဘက်မှာလို့ရှောက်နိုင်စီတာတစ်ချက်ကြည့်ရအောင်အဲ့ဒါကြည့်ဖို့အတွက်ဒီရောက်လာပြီနော်ဝါရှိတယ်ကွာအဲ့ဒီဒီနေရာပုံမိုက်တယ်မန္တလေးတောင်ကြီးနဲ့တယ်ပဲစိတ်ငြိမ်ပြီးတော့ privacy ပြည့်ဝရတဲ့လူတော့ခံစားရတယ်ဒီနေရာလေးပေါ့နော်။လမ်းလျှောက်နေတဲ့အချိန်ခိုင်းတန်နေတဲ့ဒီကလာလေးကိုပြောတာပါ။ဘယ်ဆိုဘယ်သူမှကြည့်ပြီး around မှာဒီမှမရှိဘူး။ဆောင်းလန်းလေးမှာတရားဖက်တော့သွားနေခံစားချက်လေးရတယ်။ဒီနေရာဒီမျိုးပြ live လေးရတယ်။အားရစကေးသွားနေရတဲ့ site လေးရတယ်။ပန်းညံနေမှာဆိုရယ် 5 လေးရတယ်။ရှေ့ပြင်ဆိုရယ် 5 လေးရတယ်။ဒီရှေ့ပြင်လေးမတန်းတင်နေတယ်နော်။ဒါမြို့တောင်မှာရှိရယ်မြို့ရဲ့တောင်မှာရှိရယ်ဆောက်လို့ဖြစ်ပါတယ်။ဒါတော့အရှိဘက်ခြံနဲ့မြောက်ဘက်ကိုဆက်သွားတဲ့တောင်ကနေမြောက်ကိုသွားတဲ့လမ်းလျှောက်တဲ့နေရာလေးပေါ့နော်။နမည်ဒေသနာဘုံဥယျာဉ်နဲ့ရှိမောင်ရေးထားပြီးဒီတောင်ရဲ့နောက်ကနေဒီနေရာပုံမိုက်တယ်။ဒီ open space ဆိုရယ်ခံစားချက်ကိုရတယ်။ဒါကြည့်ကားနန်းသုံးမယ်ဆိုရင်တော့မှဒီဝက်ဆက်မှာတစ်ချက်ဝင်သွားတယ်။ space အများကြီးကျန်။ဒီမှာအများကြီး
ဒီလမ်းလျှောက်လို့ရတယ်မခင်းပြင်လေးရတယ်တမီနေစခါတော်လေးပေါ့လားဝါထိုင်ဖို့အတွက်လည်းနေရာလေးလုပ်ပြီးထားတယ်နေပြီးပေါ့နော်လူသိမ့်မလျှောက်လို့တော့ဒီ space ကကျေတယ်လို့ခံစားရတာလူအများကြီးရှောက်ရင်တော့မပြောတတ်ဘူးလူချင်းရှိမှလည်းပေါ့တကုန်းလို့သူချက်ခတ်မလို့မန္တလေးရဲ့ဒီနေ့တွေကတော်လေးကို miss ပတာတာဖြစ်တယ်ဝါဒီရှိတဲ့မုံကရှိတာပြင်းတယ်ပြန်တော့ခံနေဆက်လို့ရမရဘူးစစ်စနာဘုံဦးရင်းဆိုတဲ့ဆက်ပြီးတော့ပြန်တော့ပြန်ပြပါတော့မင်းဒီနေ့ရာသီဥတုကတော့အရန်ကိုတာယာနေကဲအချိန်ရရင်လေတစ်ခေါက်တော့မန္တလေးကိုလာကြပါအောင်ဒီညနေပဲပိတ်ခေါ်လိုက်ပါတယ်ကဲနေလေးနဲ့ပူလာပြီးတော့ပြန်လှည့်တော့မယ်နော်ညတော်လေးပူလာပြီးခုတော့ထွက်လာပါပြီပင်လေးတွေနော်ဒီဇိုင်းလေးနဲ့ပေါ်ထားတယ်လမ်းလျှောက်တဲ့နေရာလေးကိုလည်းသူ့ကောက်ပြီးဒီဇိုင်းပေါ်ထားတယ်ဒါကြီးတော့မနေရေလောင်းအောင်ပင်ပြီးမှရှိတော့ညာမြက်တရားမြက်ကိုရေလောင်းတဲ့ဟိုပတ်မလို့မရှိတဲ့ခါကျတော့နည်းနည်းတော့6ဒါပေမဲ့ရေကလွယ်တော့လောင်းမှုတော့လွယ်မယ်ထင်ပါတယ်ပင်ကြီးတော့နှာကြည့်မောင်ဒီပင်လေးဆိုကြောင်သွေးစုံနေနော်တော့ပြင်ကြတော့ရတော့ကြာနေတယ်အပန်းကြီးကဟွာတယ်လေးကိုဟုတ်ကဲပြန်ပါပြီလို့နောက်ထပ်လည်းအခုလိုခရီးသွားဗီဒီယိုလေးတွေလုပ်ပြီးဦးမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်